ဟုတ်တယ်ခလေးခေါ်လို့ဟဲ့မင်းဝင်မပြောနဲ့မင်းငါတို့ပြီးတော့မင်းဝင်းပါကြမလို့မင်းကြောင့်မလို့ငါတက်လို့နည်းနည်းမဖြစ်ဘူးငါသမီးငါရိုက်လိုက်ပြီမင်းကလည်းပတ်သက်ကြမလို့မင်းသွားတော့သမီးမရှိတော့ဘူးဟမ်သမီးမရှိတော့ဘူးမရှိဘဲရောက်သွားမသိဘူးလေမသိလို့ရမလားသမီးပဲတော့လေပြောရှာမလို့ပါပဲသမီးကလည်းစာထဲမှာတေးသေးချာချာရေးသွားတယ်သူ့ကိုလိုက်မရှာပါနဲ့တဲ့ပြီးတော့သူလိုက်သွားတာညီညီနောက်ကိုလိုက်သွားတာတဲ့ခွေးထဲမိုက်တယ်ခွေးသမီးအဲ့ဒါရှင်မွေးထားတဲ့ရှင်သမီးမဟုတ်ဘူးလားအဲ့ဒါဟိုကိုခွေးကြီးကြံသွားတာကွာအဲ့ဒီကောင်ကလေရှင်တငယ်ချင်းပဲလေစက်တာမင်းငါတော့ဖြစ်နေတော့ခဏကွာလားခဏကွာသမီးမိရပြီးပါလေအေးမြတဲ့အရေးအော်တော့စုံလုံးဒီမှာကြည်စမ်းမအောင်တဲ့အိုတဲ့ကြတဲ့ကိုင်းတော့ပေါ်လာပြီးပြောနေသမီးမမြင်ရတော့လေသမီးကိုအရန်ကိုတွေ့ကြတယ်လို့အေးရတယ်လဲနေရှာပြီသမီးဟိုက်အနေနဲ့ရုပ်ရှင်တွေဝုထုတွေအတိုင်းတော့ဖြစ်တော့မနေတူတယ်လုံလာတဲ့အိတ်သွားဝေဒနာရှာရှာပါပါမင်းလေးပါကြုံပြီးသွားဟဲ့ဘာလို့မင်းကြပါလို့လဲကွာစကားပိတ်တာလေဘာဖွင့်ပေးတယ်ချင်းလို့လားဟာမင်းဘာလို့လဲကွာမင်းရပါလားလို့တာငါသမီးငါတော့ခေါ်တာဒီမှာမောင်သိဒီကျောကမင်းသမီးဆိုပေမဲ့မင်းနဲ့ဆိုင်မဲ့ဆိုင်ရောလေမပိုင်တော့ပိုင်တာငါအဲ့တော့ငါခွင့်ပြုချက်မရပဲမင်းဘလို့မခေါ်လို့မရဘူးမင်းခဏလာမခေါ်နဲ့မင်းဘာပေးလို့ချင်လဲပြောမင်းငါစီကဘာလို့ချင်လဲအဲ့လိုချင်လဲကားလို့ချင်တာအကုန်ပေးနိုင်တယ်ရိုက်တယ်မင်းမငါပေးပါဟာမင်းတော်မရဲမလားကွာမင်းပေးလိုက်တော့ဟဲ့မင်းလဲလိုက်တယ်ကွာရှင်ကိုညီညီကဘာပြောလို့လိုက်လဲပြောကဲမသိချင်နဲ့တော့မကြားချင်နဲ့တော့ဒီကောင်တော်တော်မရဲတဲ့ကောင်ဒီကောင်တော်တော်စော်ကားတဲ့ကောင်ဒီမှာစန္ဒာငါပြောမယ်နောက်တစ်ခါငါသမီးကိုဘယ်တော့မှသွားပြီးတော့မခေါ်နိုင်တော့ဘူးကိုမောင်သိန်းရှင်တကယ်ပြောတာနော်ဒီမှာမောင်သိန်းကမောင်သိန်းဘူးဆိုဖျောက်မသိဘူးငါမင်းရဲ့ရောက်ခမဆိုတာမိဘနဲ့တူတူပဲကွာမင်းလုံးငါလုံးနဲ့မင်းအရင်ကလုံးငါခေါ်လို့မရတော့ဟုတ်ပါအဲ့ဆိုမင်းကငါဘယ်လိုခေါ်မင်းနဲ့ငါအရွယ်ချင်းတူမယ်ငါဝါကြီးတော့အဲ့တော့မင်းငါ့ကိုဖေဖေလို့ခေါ်ဘာမင်းကငါဖေဖေလို့ခေါ်မလားအေးခေါ်ရမယ်ခေါ်လိုက်ပါဦးကျေဖေဖေစိတ်ချမ်းသာအောင်ဒီချွဲမိပါရလဲခုချိန်မှာဦးချင်မိပါတယ်ပဲပေါ့ခေါ်လိုက်ပါနော်ဟောယူရမမခေါ်ရင်မဟုတ်ခေါ်လိုက်ပါဆုံးမဦးချင်နေမှာပါရဲ့ဟောဖေဖေကွာအေးမင်းကဖေဖေလို့ခေါ်ရင်ငါမိမသူ့ကိုမင်းကမေမေလို့ခေါ်ဟာငါသူ့ကိုမေမေလို့ခေါ်အောင်ဟုတ်တယ်လေမင်းခေါ်ရမှာပေါ့ဟာမင်းခေါ်လိုက်ပါဦးကျေဒေရီစိတ်ချမ်းသာအောင်ခေါ်လိုက်ပါဟာအီချိုတားမရတဲ့တနှိမ့်စနေရဟော